ချင်းဖန်တီးဖို့အတွက်ပထမဦးဆုံးတချင်းစာသားလောက်ရပါတယ်တကယ်လို့အသင့်ပြင်ထားတဲ့စာသားရှိရင်လည်းဒီစင်ကိုကြောသွားနိုင်ပါတယ်ကျွန်တော်ကတော့အသင့်ပြင်ထားတဲ့စာသားမရှိတဲ့အတွက်တချင်းကိုအရင်ဖန်တီးခိုင်းပါမယ်တချင်းဖန်တီးခိုင်းတဲ့အခါ Gemini ကိုအသုံးပြုတာကပို့ပြီးတော့အဆင်ပြေပါတယ်အဲကောင်ကမြန်မာစာကိုတော်တော်ကိုမှန်းလို့ပါကဲကျွန်တော်ဖန်တီးခိုင်းပါမယ်ကျွန်တော်ကဒီမှာမြန်မာရိုးရာထိုင်းရေးအကြောင်းတချင်းရေးပေးပါလို့တောင်းဆိုထားပါတယ်နောက်ကတချင်းမဖန်တီးရဆိုတာကတော့ Gemini AI ကတချင်းကိုယ်တိုင်ပြုလုပ်နိုင်တဲ့အတွက်ဖြစ်ပါတယ်ကျွန်တော်ကတချင်းဖန်တီးရဆိုတဲ့ဟာကိုမထည့်လို့ရှိရင်သူကတချင်းစာသားရေးမပေးပဲနဲ့တချင်းတစ်ပုဒ်လုံးကိုသူ့ဘာသူပြုလုပ်ပေးတော့မှဖြစ်လို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကစက်ကိုနှိပ်ပြီးတော့ခဏဆောင်းလိုက်ပါမယ်ကဲဒီမှာကျွန်တော်တို့ရရှိလာပါပြီဒီတချင်းစားသားတွေကိုကျွန်တော်တို့ရရှိလာပြီဆိုရင်ကျွန်တော်တို့ကတချင်းပြုတ်လောက်တဲ့အခါမှာကိုတွေးထားတဲ့စတိုင်တချင်းစတိုင် raw တို့ head hot တို့ဘောတို့ပေါ့ဗျာအဲ့လိုမျိုးရှိရင်တော့ဒီစင်မလိုပါဘူးကျွန်တော်ကတော့ဒီမှာဒီစားသားနဲ့လိုက်မဲ့တချင်းစတိုင်ကိုတစ်ခါတည်းပြောခိုင်းလိုက်ပါမယ်အဲဒီမှာကျွန်တော်ကတော့စတိုင်ပေးပါလို့ကျွန်တော်ပြောလိုက်ပါမယ်ဒီမှာသူကရိုးရာကြီးလက်တေးဟန်ရှိပါတယ်ဒီမှာကျွန်တော်တို့အေးလူလူပုံစံလူငယ်တွေဝိုင်းဖွဲ့တဲ့ပုံစံကျွန်တော်ဒီမှာကြတော့ဘယ်လိုပုံစံမျိုးလဲကျွန်တော်ဖန်တီးရမလဲဆိုရင်ကျွန်တော်ကဒီအေးလူလူပုံစံလေးနဲ့ပဲကျွန်တော်ရေးခိုင်းလိုက်ပါမယ်ကျွန်တော်ကဒီမှာတော့ကျွန်တော်ဒီမှာသူ့ရဲ့ဒီမှာနှစ်ကိုကြာလို့ကျွန်တော်ကနှစ်တွေ prompt ရေးခိုင်းလိုက်ပါမယ်ကျွန်တော်တို့3ကိုကြာရင်3အတွက် prompt ပေးပါပါဗျာဒီထဲမှာမကြာရင်တော့အခြားစတိုင်းထပ်ပြီးတော့ဖော်ပြခိုင်းလို့ရပါတယ်ဒီမှာကျွန်တော်တို့ prompt ရရှိလာပါပြီဒီ prompt ကကျွန်တော်တို့ချင်းဖန်တီးတဲ့အခါမှာသူတို့စိုးတဲ့စတိုင်းတွေအသုံးပြုအောင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကောင်းလေးကိုကူယူပါမယ် copy နှိပ်ပါမယ် copy နှိပ်ပြီးရင်ကျွန်တော်တို့browser တစ်ခုခုကိုသွားပါမယ်ကျွန်တော်ကတော့ Chrome browser ကိုအသုံးပြုပါမယ်ကျွန်တော်တို့အဲ့မှာ Producer AI လို့ရေးရှာပါမယ်ဒီမှာကျွန်တော်တို့ Producer AI ကိုနှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်ကျွန်တော်တို့ပထမဆုံးပေါ်လာတဲ့ကောင်ကိုနှိပ်ပါမယ်ကျွန်တော်တို့နှိပ်ပြီးရင်ဒီလိုပုံလေးရရှိလာပါမယ်ကျွန်တော်တို့ကအကောင့်မဝင်ရသေးဘူးဆိုရင်ကျွန်တော်တို့ဒီမှာ log in ကိုအရင်ဝင်ပေးပါမယ် continue ရဲ့ကိုယ်ကိုနှိပ်ပါမယ်ကျွန်တော်တို့ရဲ့ Gmail တစ်ခုကိုရွေးပါမယ်ရွေးပြီးရင်ကျွန်တော်တို့ကဒီမှာရရှိလာပါပြီကျွန်တော်တို့ဒီအောက်ဆုံးမှာဘယ်ဘက်ထောက်အောင်ဆုံးမှာဒီမှာကျွန်တော်တို့ free ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ကြည့်ပါကျွန်တော်တို့ဒီမှာ free ဆိုတာလေးရှိပါတယ်ဒီမှာကျွန်တော်တို့က1060 credit ရှိပါတယ်ကျွန်တော်တို့ပုံမှန်ဆိုရင်တော့920ကျွန်တော်တို့ရရှိပါတယ်ကျွန်တော်ပြောချင်တာကတော့တချင်းတစ်ပုတ်ဖန်တီးတဲ့အခါမှာ credit က9သို့မဟုတ်10အဲ့ဒါပဲကုန်ပါတယ်ကျွန်တော်တို့ကတစ်နေ့ကို920ပါပုံမှန်ရရှိတာကတော့920ရရှိတဲ့အတွက်ကျွန်တော်တို့တစ်နေ့ကိုထုတ်မယ်ဆိုရင်ပုံ90လောက်ထိထုတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာစိတ်ကြိုက်ဖန်တီးလို့ရပါတယ်ဒါပြီးကျွန်တော်တို့ကတချင်းဖန်တီးမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာ compose ဆိုတဲ့ဟာလေးရှိပါတယ်ဒီအဘောဘက်ညာဘက်ထောင်းလေးမှာcompose ဆိုတဲ့ဟာလေးရှိပါတယ်ကျွန်တော်ပြပါမယ်ဒီကောင်းလေးပါဒီကောင်း compose ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါကျန်တဲ့ setting တွေကိုကတော့ကျွန်တော်နောက်မှဗီဒီယိုမှာအသေးစိတ်တစ်ခုချင်းစီပြောပြပါမယ်အဲ့ကောင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်အရင်ဝင်လိုက်ပါမယ်ဝင်လိုက်လို့ရှိရင်ကျွန်တော်ကဒီမှာအဲ့ဒီရှိပါတယ်ဒီဘက်ဒါတချင်းစာသားထည့်ရမယ်နေရာပါကျွန်တော်ဒီမှာစောင်းရှိပါတယ်စောင်းနေရာမှာကျွန်တော်တို့စောနာကကူးယူလာတဲ့ prompt ကိုဒီမှာကျွန်တော်တို့တချင်းစတိုင်ပေါ့ဗျာတချင်းစတိုင်ကိုထည့်ပါမယ်ထည့်ပြီးရင်ကျွန်တော်တို့ Gemini နဲ့ကိုပြန်သွားပါမယ် Gemini နဲ့ကိုပြန်သွားပြီးရင်ကျွန်တော်တို့အတွက်ဖန်တီးပေးထားတဲ့တချင်းစာသားကိုကူးယူပါမယ်ကျွန်တော်တို့ဒီ verse 1အဲ့ဒါမျိုးလေးတွေပါအောင်ကူးယူပါကျွန်တော်တို့အဆုံးအထိကိုကူးယူပါမယ်ကဲကူးယူပြီးရင်ကျွန်တော်တို့ copy နှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့က Chrome နဲ့ကိုပြန်သွားမယ်ပြန်သွားပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးကလေးရဲ့နေရာမှာကူးယူလာတဲ့ကောင်ကိုထည့်လိုက်ပါမယ်ထည့်လိုက်ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုပုံစံလေးပေါ်လာပါမယ်ပေါ်ပြီးတော့ကျွန်တော်တို့အောက်ကိုဆွဲပါ
ဆိုရင်ကျွန်တော်တို့ဒီမှာ detail ဆိုတာရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့တချင်းနာမည်ပါကိုပေးခြင်းတဲ့နာမည်ပေးလို့ရပါတယ်ကျွန်တော်ကတော့ထိုင်းရေလိုပဲပေးလိုက်ပါမယ်တကယ်လို့မပေးလဲရပါတယ်သူ့ဟာနဲ့သူတချင်းနာမည် auto ပေးသွားပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒါပြီးရင် generate ကိုနှိပ်ပါမယ်ဒီမှာကျွန်တော်တို့ generate ပြုလုပ်ပေးနေပါပြီခဏစောင့်လိုက်ပါကျွန်တော်ကတော့ဒီမှာကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် Android တွေ iOS တွေနဲ့ပဲဖြစ်ဖြစ်သုံးလို့ရအောင်ကျွန်တော် desktop site နဲ့ပြောင်းပေးထားတာပါ mobile site နဲ့သုံးရင်လည်းရပါတယ်ကျွန်တော်တို့ credit က920ရတာဆိုတော့ဒီနေ့ကိုပုံ90လောက်ကိုကျွန်တော်တို့ဖန်တီးလို့ရပါတယ်အဲ့အတွက် free တော်ပေးထားတာတော့အဆင်ပြေပါတယ်ဒီ producer AI link ကိုကျွန်တော် comment မှာချပေးထားပါမယ်အဲ့ရနေဝင်ပြီးတော့လည်းလောက်ကြည့်နိုင်ပါတယ်ခင်ဗျာအရင်ကြီးမကြပါဘူးတချင်းဖန်တီးတာပြီးပါတော့မယ်ဒါဆိုရင်ကျွန်တော်တို့တချင်းရရှိလာပါပြီကျွန်တော်နှိပ်ပြီးတော့ကြည့်ကြည့်ပါမယ်နေကြီးဖြာတဲ့ညမြေကကောင်းကင်ပြအောင်မှာထမ်းပင်တန်းတွေစီတန်းလို့ဝေဝေဆာဆာခါမာတားလွယ်မြေအိုးလေးတွေချိတ်လို့လားထမ်းတသမားရဲ့ခြေတံကမြိုင်မြိုင်ဆိုင်ဆိုင်မှာပဲဗျာမနှက်ခင်စီစာမှာထမ်းရီချိုချိုအမြုပ်တစီစီနဲ့အမြုပ်တစီစီနဲ့အိုးလေးထဲမှာပြည့်လို့မို့တဘောက်ကပေးတဲ့အညာရဲ့အဖိုးတန်လက်ဆောင်တောက်ဖူးသူတိုင်းလွမ်းရတဲ့ဒီမြေဒီတောင်ဟောလာကျွန်တော်တို့ဖိုက်ပါတယ်ဒီမှာသူကနှစ်ပုတ်ထုတ်ပေးထားပါတယ်ကျွန်တော်ဒုတိယပုတ်ကိုနားထောင်ကြည့်ပါမယ်နေကြီးဖြာတဲ့ညညာမြေကကောင်းခင်ပြအောင်မှာနေကြီးဖြာတဲ့ညညာမြေကကောင်းခင်ပြအောင်မှာထမ်းပင်တန်းတွေစီတန်းလို့ဝေဝေဆာဆာခါမာတားလွယ်မြေအိုးလေးတွေချိတ်လို့လားထမ်းတသမားရဲ့ခြေတံကမြိုင်မြိုင်ဆိုင်ဆိုင်မှာပဲဗျာမနှက်ခင်ဒီမှာကျွန်တော်တို့မိုက်ပါတယ်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့တောင်းကျင်တဲ့ကောင်ရှိရင်ကျွန်တော်တို့ဒီကောင်ကိုနှိပ်လိုက်ပါနှိပ်ထားရင်ကျွန်တော်တို့ဒီမှာ download ဆိုတာလေးကိုပေါ်လာပါလိမ့်မယ်ကျွန်တော်တို့ဖိထားလိုက်ပါကျွန်တော်တို့တောင်းကျင်တဲ့ကောင်လေးကို Android ဖုန်းတွေမှာတော့ရင်တော့ desktop မှာတော့ရင်တော့ right click ထောက်လိုက်ပါဗျာကျွန်တော်တို့အဲ့မှာဒီမှာ download ဆိုတာလေးရှိပါတယ် download ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကြိုက်နေတဲ့တခြင်းကိုထောက်နိုင်ပါတယ်ခဏဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်နေကြရင်ဒီ producer AI အသုံးပြုနည်းကိုအသေးစိတ်ဖော်ပြပေးပါမယ်တကယ်လို့ producer AI link ကိုအလွယ်တကူရှာမတွေ့ပါကကျွန်တော် comment မှာပေးထားပါမယ်အဲ့ရနေဝင်ပြီးတော့စမ်းလုပ်ကြည့်နိုင်ကြပါတယ်ကဲအားလုံးအဆင်ပြေကြပါစေဗျာကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးချဖို့တောင်းဆိုပါရစေခင်ဗျာ